On February 9th, a 20-year-old protester was shot in the head. Her death sparked outrage throughout Myanmar. ပထမဆုံးစပြီးတော့ပြစ်တယ်။အဲဒီနောက်ပိုင်းမှာသူတို့လက်နက်တွေပါလာတဲ့အချိန်မှာဒီဟာတကယ်မတရားပါလားဆိုတော့ကိုယ်တိုင်မြင်ရတယ်ပေါ့နော်။အဲ့တော့မှညီမကပို့ပြီးတော့ The coup unleashed a wave of resistance among the Myanmar people. ဒီရန်ကုန်ကအရင်ညင်နေပြီလို့ဖြစ်နေတဲ့အချိန်မှာညီမတို့ဒီ3လပိုင်း24ရက်နေ့မှာလာလူပြီးဘာလဲရန်ကုန်သားရေဆိုပြီးတော့ပျောက်ကြားတပိတ်ကိုစတင်ဖို့အတွက်ကိုညီမတို့ Eventually, the law caught up with the youths. In August 2021, the police raided a safe house in Yangon. အရင်ဆုံးကိုရဲခုံချပါနော်။ကိုရဲဆင်းရနေခုံချ။ကိုရဲဆင်းသွားပြီးတဲ့အချိန်မှာဒီ စိတ်ပူတယ်ဆိုတာတဲ့ဟိုတို့ဒါလုံးရင်တော့မရှိလို့လေဦးလေးက line ဝတက်ပြီးတော့ဖြစ်စဉ်တွေကိုမေးစမ်းလို့ငါတော့ပါတော့ပြီတေးပြီအလောက်ပဲဟိုပေါ့အဖေတယောက်နေနဲ့တော့ ဒီနေ့ဘက်ကိုဆွဲထားပါနော်ဆွဲထားတဲ့အချိန်မှာအမှမပန်းတီးတော့ကလည်းဆင်းတော့ဘာလို့နေရလဲဆင်းတော့ပေါ့နော်သူတို့ကလည်းဆင်းမှုတော့អော်နေချင်အဲ့ချိန်မှာကလေးကိုတတိယပါပေါ့နော်ဟာငါခုံချသွားလို့ရှိရင်ကလေးကဘာဖြစ်သွားမှလဲပေါ့နော်ကလေးကရှင်မာလားပေါ့အဲ့ဒါကိုခေါင်းထဲကိုအသေးရောက်သွားချိန်ဘာလို့မှလဲငါဘာလို့မှလဲဆိုပြီးတွေးနေတဲ့အချိန်မှာဒါတွေးလို့တော့မဆုံးသေးဘူးညီမကတနက်နဲ့လာထောက်ပြီးတော့ပေါ့ပြန်တက်ပါအဲ့လိုမျိုးပြောတယ်ညီမကနေတော့ဟုတ်ပြီညီမမှာကိုဝင်ရှိတယ်ညီမကိုအရင်မနှိမ့်ဆက်နေပေါ့နော်ညီမအေးဆေးဖန်ခံတယ်လည်းဖန်ခံနိုင်မယ်ပေါ့